အားလုံးပဲမင်္ဂလာပါเนาะကျွန်တော်ရဲ့ချစ်ရပါတော့အကိုရီမတွေအားလုံးပဲမင်္ဂလာပါเนาะကျွန်တော်ရဲ့ YouTube channel လေးကနေကြိုဆိုပါရစေအဲ့တော့ကျွန်တော်ရဲ့YouTube channel လေးမှာအမြဲအပိလာတဲ့ချစ်ရပါတော့လူခေါင်းအကိုရီမတွေအားလုံးရောအခုမှစိတ်ဝင်စားလို့လူသစ်ကိုရီမတွေအားလုံးเนาะကျွန်တော်ရဲ့အခုဗီဒီယိုပိုင်းလေးကိုစအဆုံးကြည့်မယ်เนาะဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီ channel လေးမှာအကိုရီမတွေအားလုံးတို့ကျွန်တော်ဗီဒီယိုပိုင်းလေးတွေတင်ပေးမယ် like လေးတွေပုံမှန်လေးတင်ပေးမယ်เนาะအဲ့တော့ဒီ channel လေးကိုမှအရင်အကိုရီမတွေအားလုံးနဲ့เนาะ follow လေးနှိပ်ပေးထားပါဗျာเนาะနောက်တစ်ခုဒီနေ့ကဗာလဲဆိုတော့ကျွန်တော်ရဲ့เนาะအကူဒီမတွေအားလုံးအတွက်ကျွန်တော်ဒီမှာအခုလာမယ့်ဘက်ကစပြီးတော့ကျွန်တော်ဒီမှာ live လေးတွေရောဗီဒီယိုဖိုင်လေးတွေရောပုံမှန်တင်ပေးမယ်အဲ့အတွက်ကျွန်တော်တင်ပေးတာလေးတွေအများကြီးကြည့်ရှုအားပေးတဲ့အကူဒီမတွေအားလုံးအနေနဲ့เนาะဒီမှာပုံမှန်လေးเนาะကြည့်ပေးပါပေါ့เนาะဒါကြောင့်ကျွန်တော်တရားမတွေ့တာလို့live မလွင်ဘူးလားလို့ဖြစ်မှာဆိုလို့เนาะအဲ့တော့အားပေးတဲ့တယောက်ချောင်းလည်းကျေးဇူးတင်ပါတယ်အခုကျွန်တော်ဒီဖိုင်လေးကိုတင်ပေးရတဲ့ရွယ်ချက်ကလည်းဗာလဲဆိုတော့เนาะကျွန်တော်ရဲ့အခုလာမယ့်အပတ်24ရက်နေ့ကစမယ်เนาะအဲ့ဒီတပတ်စာအတွက်ကျွန်တော်ပုံမှန်တိုင်းအကက်လေးတွေရှိမယ်အခွေလေးတွေရှိမယ်လုံးမိုင်လေးတွေရှိမယ်เนาะဒါအပတ်တိုင်းလဲအခွေလေးမတွေအားလုံးပဲကျွန်တော် like လေးအများနဲ့ကြည့်ဘူးတဲ့သူတွေเนาะကျွန်တော်ရဲ့ဗီဒီယိုလေးအများနဲ့ကြည့်ဘူးတဲ့သူတွေဆိုသိတယ်เนาะအဲ့တော့အခွေလေးမတွေအားလုံးရန်လို့ခြင်းနဲ့တပတ်စာလာပြီเนาะမင်္ဂလာပါညီလေးတဲ့မင်္ဂလာပါဟုတ်တယ်ကျွန်တော်ချက်တာပလေးနေ့ဟုတ်တယ်ချက်တာပလေးတောက်ကြ2ရက်ဖြစ်မယ်เนาะကျွန်တော်ဗီဒီယိုပိုင်းလေးတင်တာနဲ့ပတ်သက်ပြီးတော့အဲ့ဒီရက်လေးရတော့ဗီဒီယိုလေးမတင်ပေးဖြစ်တာပေါ့နော်။ဘာလို့ဆိုတော့ကျွန်တော်ပုံမှန်တင်ပေးနေတဲ့channel လေးတွေကလည်းဘလို့ခက်တာအနားယူထားတယ်ပေါ့ဗျာ။နော်။ဒါကိုပြောတော့မထွေထူးတော့မပြောတော့။နော်။အဲ့တော့ဘာဖြစ်ဖြစ်ကျွန်တော်ကတော့အဓိကဘာလဲဆိုတော့ကျွန်တော်အားပေးတဲ့ချစ်တဲ့သူတွေကတော့ရှိပြီးသားပါ။နော်ကျွန်တော်ဘာမှပဲတွန်းလဲဘာမှပဲတင်နေကျွန်တော်အားပေးတဲ့တယောက်ပဲရှိနှစ်ယောက်ပဲရှိကျွန်တော်ကျေးဇူးတင်ပြီးသား။နော်။ဘာလို့ဆိုတော့ကျွန်တော်ရဲ့ကျေးဇူးရှင်တွေပဲကိုဒီမားတွေအားလုံးကနော်။ဟိုဒီအဓိကဆိုရင်ဘာလဲဆိုတော့ကျွန်တော်တင်ပေးတာလေးတွေကျွန်တော် live နေတာလေးတွေမမြင်ပါတခုပဲကျွန်တော်စိတ်မကောင်းဖြစ်တာနော်အဲ့တော့တကယ်လို့မတွေ့တဲ့လူတွေမမြင်တဲ့လူတွေရှိနေတဲ့ကိုဒီမတွေအားလုံးပြောပြလိုက်ပါဗျာနော်ဒီမှာဗီဒီယိုလေးတင်ပေးထားတယ်လို့ကျေးဇူးတင်ပါတယ်တဲ့ဟုတ်ကဲ့ပါနော်အဓိကတော့ကျွန်တော်တို့ဘာမှအကိုဒီမတွေအားလုံးပူစရာမလိုဘူးနော်အဲဆိုတော့ကျွန်တော်နော်အကိုဒီမတွေအားလုံးတွင်ဦးမြတွင်ဦးနဲ့ကျွန်တော်တင်ပေးပါမယ်ကျေးဇူးတင်ပါတယ်တဲ့ဒါမဲ့ကျွန်တော်24ရက်နေ့ကစမယ်เนาะအဲ့ဒါကျွန်တော်ဗာလဲဆိုတော့အကိုဒီမတွေအားလုံးပဲเนาะအဓိကပဲပေါ့ဗျာเนาะဟောတော့အဲ့ဒီမှာလောလောဆယ်ကျွန်တော်လေးလုံးခွေဟုတ်တယ်လေးလုံးခွေဖြစ်မယ်เนาะလေးလုံးခွေဒီဘက်ကတော့ကျွန်တော်တို့မသွားဘူးလာဘက်ကြရင်အနည်းဆုံး2ချိန်เนาะကျွန်တော်ပုံမှန်တိုင်းအဲ့ဒီရွေးတဲ့ရပဲထွက်ပြီးတဲ့ထဲကိုကျွန်တော်အဓိကထုတ်ပေးထားတယ်เนาะလုံးမိုင်းအကက်နေနေရတော့ဒါပြောစရာမလိုပေါ့เนาะဒါအပတ်တိုင်းမှာလည်းကြာပြီးသားเนาะဘာလို့ပါလဲဆိုတော့ကျွန်တော်ရဲ့အဖွဲ့ဝင်သမားတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဖွဲ့ခေါ်ပေးထားတယ်เนาะမွေးထုတ်ပေးထားတယ်เนาะမွေးနဲ့အထက်ရပဲပုံမှန်လေးလာပေးနေတာเนาะမွေးနဲ့အထက်ရပဲလာပေးနေတာเนาะမွေး3ခွက်เนาะအထက်ရပဲလာပေးနေတာเนาะတစ်ခွက်ကောင်းမွေးကျွန်တော်ထုတ်ပေးထားတယ်အခုလေဒီမှာဟိုကျွန်တော်ရဲ့ live လေးမှာအများနဲ့ကိုဇီဝပါဘူးလေးတွေเนาะlive ဆော့တဲ့သူတွေအတွက်အဓိကဒီမှာသုံးယူလို့ရတဲ့ဟာလေးသုံးညင်လို့ရအောင်လို့ကျွန်တော်ဒီမှာတင်ပေးထားတယ်ဒါပဲပတ်စားဆိုအကောင်းဆုံးအကန့်အနေနဲ့ကတော့เนาะကျွန်တော်တို့ခွန်3ညအကန့်ဖြစ်မယ်เนาะအဲ့အတွက်လာမယ့်တစ်ပတ်မှာเนาะကျွန်တော်ရဲ့ရွေးချယ်ခွန်3ညပတ်တီเนาะခွန်လုံးပါ3ညလုံးပါเนาะဒါအကန့်အနေနဲ့3ပါเนาะအကန့်အနေနဲ့မှာခွန်ထဲမှာဆိုရင်ခွန်ထဲဆိုရင်ခွန်5ရှိမယ်90ရှိမယ်ခွန်5 90ခွန်2เนาะအဲ့ရခွန်နဲ့အကန့်ပါ3ညနဲ့ဆိုရင်3ည5ရှိမယ်3ည4ရှိမယ်เนาะ3ည5 3ည4เนาะ3ညအပူ3ညရဲ့ပိုင်3ညအကက်အဲ့ဒီအကက်တွေရတယ်ထွက်တယ်เนาะ5ခွေ5မိုင်တတိထားမိလားမသိဘူးเนาะကျွန်တော်ယူပြီးတဲ့အဲ့ဒီအကက်လေးတွေလုံးမိုင်လေးတွေလာရင်အတွဲပြီးတော့လာတာများတယ်သူရဲ့ယူကွက်လေးနဲ့ပတ်သက်ပြီးတော့เนาะအဓိကကျွန်တော် like ကိုကြီးတဲ့သူတွေဗီဒီယိုလေးတွေတင်ပြကြကြီးတဲ့သူတွေအစအဆုံးတာတေချာကြည့်တာဘာလို့ဆိုတော့ကျွန်တော်ဒီမှာအကူဒီမတွေအားလုံးအတွက်လေးကိုအရန်ကြိုက်တာလေးတွေကျွန်တော်ယူပေးထားတယ်เนาะအဲ့တော့အကူဒီမတွေအားလုံးအတွက်လည်းเนาะအဓိကဖြစ်မဲ့ဟာကိုပဲကျွန်တော်ထုတ်ပေးထားတာเนาะအဲ့တော့ခွန်ပတ်ပြီး3ညပတ်ပြီးခွန်နဲ့ဆိုရင်90ခွန်5เนาะခွန်နဲ့ရေးပတ်3ညနဲ့ဆိုရင်3ည5 3ည4 3ညဘူး3ညယူနဲ့ပြောမယ်เนาะအခုကျွန်တော်တင်ပေးထားတာစနေတည်းကကျွန်တော်တင်ပေးထားတာเนาะပြီးတော့မှကျွန်တော်တပတ်စာမတွေ့ဘူးလို့เนาะမသိလိုက်ဘူးဘယ်တော့မှတင်ပေးတာလည်းမလုံးနဲ့เนาะတင်ပေးတဲ့အချိန်မှာကျွန်တော်သေချာလေးတင်ပေးတယ်အကိုဒီမတွေအားလုံးတက်သေချာလေးကျွန်တော်ပြောပြီးတယ်เนาะအဓိကဘာလဲဆိုတော့တဲအောင်ပစ်တာတူတူမိတာတူပဲเนาะစီနာကောင်းရင်ကန်ကောင်းတယ်အဲ့လားကျွန်တော်လည်းအကိုဒီမတွေအားလုံးเนาะဒါဟိုစောကျင်တဲ့သူတွေစောပါဆိုပြီးကျွန်တော်ထုတ်ပေးတာเนาะအဓိကဘာမှ
ထွေထူးမရှိဘူးကျွန်တော်ဒီမိနစ်ပြပိုင်းလေးလက်မလေးနေပြီဒါပဲနော်ဟုတ်တယ်လေပြောရင်တူပြောမယ်နော်အဲ့ဒီကအလားလေးကိုအဓိကထားပါနောက်တစ်ခါဘာရှိမလဲဆိုတော့နော်အခွေနဲ့ပတ်သက်ပြီးတော့ဒီဘက်မှာကျွန်တော်အခွေပြန်ပြီးတော့သုံးနေတဲ့သူတွေသုံးနေရနော်လာဘက်မှာတော့အခွေကမလာပါဘူးဒီဘက်ဘာမဲ့ကျွန်တော်ပြီးတဲ့ခွေတွေကနော်မလာတာနည်းပါတယ်နော်အမြင်နဲ့ဒါအခွေမတွေအားလုံးတော့ယာပြီးသားပဲနော်အဲ့ဒီဘက်မှာ၄လုံးခွေဖြစ်မယ်နော်အခွေနေနဲ့အဲ့တော့၄လုံးခွေနဲ့ဆိုရင်ဘာတွေဖြစ်မလဲဆိုရင်အခွေစောတဲ့သူတွေကနော်3ည538ခွေနော်5 3ည38ခွေဖြစ်မယ်နော်အဲ့ဒီလုံးခွေ3ညနေတဲ့သူတွေ3ပါနော်အခွေအနေနဲ့5 3ည38အခွေပါနော်အဲ့တော့အဲ့လာလေးစော့နော်အဲ့လာဆိုရင်အခွေပြီးပြီရွှေကွက်ပြီးပြီလုံးဝပြီးပြီနော်အဲ့လာဘက်မှာစပတ်စာလေး3ည3ဒါကျွန်တော်ဟိုအမြဲတမ်းဒါလေးအမြဲတမ်းတင်ပေးနေကြဆိုတော့နော်ဗီဒီယိုလေးတွေလိုက်လေးမတွေ့မှာဆိုကျွန်တော်စောစောလေးလာတင်ပေးတာအဲ့တော့အခုပြပိုင်ကိုလည်းအားလုံးတွေ့အောင်အားလုံးမြင်အောင်လို့နော်ကိုရီမတွေအားလုံးနော်ဝိုင်းပြီးတော့နော်ကြည့်ပေးမယ်ဝိုင်းပြီးတော့တုံနဲ့တူညောက်ဘူးโอเคပါဟုတ်တယ်ကျွန်တော် YouTube channel မှာမြန်အားပေးလို့ကျေးဇူးတင်ပါတယ်เนาะအားပေးကျေးဇူးလည်းတင်တယ်ချစ်လဲချစ်တယ်เนาะမနေ့ပြန်ညကြရင်เนาะဒီနေ့ညကြရင်အဖွင့်နေ့တော့လာမယ်လောလောဆယ်ကျွန်တော်ဒီမှာစပြီးတပီဖိုင်လေးလာပြီးတော့တင်ပေးတာเนาะโอเคเนาะโอเคပြီးသားပဲเนาะအားလုံးပဲတူစုံမယ်အားလုံးတူပြောမယ်เนาะလက်မလေးနှိပ်ပြီးခဲ့เนาะဒါနဲ့ပို့ပြီးတော့ကောင်းလာနေလာအောင်ပဲမင်္ဂလာပါညီလေးတဲ့မင်္ဂလာပါဟုတ်တယ်ဗီဒီယိုလေးတွေအလုပ်ဖြစ်နေတယ်တင်ပြရတာလေးရနော်ခက်ခဲလေးတွေရှိတယ်လိုင်းလေးတွေမကောင်းတာတစ်မျိုးနော်အဲ့ကြားလေးရည်တင်ပေးနေရတာကဲဗျာနော်လောက်ပါပဲအားလုံးပဲချစ်ရပါတယ်မျိုးကြီးအားလုံးပဲကောင်းပါစီနော်ဘိုင်ဘိုင်မှာရက်ချစ်ပါတယ်တင်တွေ့နေညလိုက်ရှိမယ်နော်အားလုံးပဲဝင်လာပြီနော်ဒီကောင်လေးကိုအပေးထားနော်